我那个的，你就那搞麦的老来皮没了，你就那搞麦的老来皮没，等下几天啊，就那来没他的我了，就表示这个苦干，哎，等下几啊，给了马拉那么地方呢，阿拉拿来了不马路表了没，就表示都苦干了，都是那个白那个别家来的，就表示，不如，都杀了一点不，对吗？都杀了一点，不如老远来就表示。哎，就那来带的老，表表了不那都，老远没事了，表表了，哎，不如，干远没事了，就那杀地的，但也没就那表表没了，就那个苦杀给了个所以，俺们这个白人家的时候，都不如干那么的就那个苦杀给了是就那个，都过了看那过那家的不那，看那过没来那了，都过了表家的不。等下几家了，这个白人家的时候，都不如干那就那来没得有哩，那家都表了，白人家的时候，表表不喏，就那带的拉不，看来那表没带有哩，那家，那来对吧？第六老不表表。反正这第六老几那对嘛，那面积大高包着不，面积。那烤了你呀不？那烤了你呀嘛？哎，没你呀嘛？基本上老表没老比，嘛对面大高不是那里现在你呀来下基本上，对了的嘛，嘛大高不是那我的嘛，那烤了你呀嘛？湖南那不？哎，那老哎个呢？基本上哎，这边没了，老没来说了。哎，对面面积，俺那面积那烤了你呀嘛不喏？完了，哎，这烤了你呀哦，是吗？白吃到那你们，白吃到你们那边，伢吃到好了不落地嘛，那了不咯？哎，俺们有面积烤你嘛是，不如进来就那杀鸡来带路就那表表嘛咯。啊，吃到你们，别吃到不落地。အဲ့လိုကြည့်များလာတော့အဲ့ဒါကြောင့်ခဏကိုလဲလွဲပေါ့နော်လို့ဒါနဲ့နေပြီးတော့ဒီဘက်ခြေထောက်ပြစ်တည်ဒီဘက်ခြေထောက်လွဲတည်ပြီးခဏကိုလက်ချလိုက်အေးအဲ့ဒါဆိုရင်တော့ငွေကြီးအဲ့လိုများကြည့်မှဆိုရင်တော့ကြာရရဲ့ဒီခြေထောက်နဲ့ကြာဘယ်နဲ့တော့ကြာတော့ဘောနော်အဓိကကိုလေ့ကျင့်နိုင်တယ်လို့ဘောနော်ဒီကျင်းနိုင်တယ်လို့အချိန်နဲ့ရနည်းနည်းကြည့်အချိန်နဲ့ရနည်းနည်းကြည့်ပေါ့အဲ့လိုဆိုတော့မကြောက်လေရမယ်ပေါ့ကိုလူချီတဲ့ဟာအဲ့လိုမျိုးတောက်ကောပေါ်မှာအဲ့လိုမျိုးတောက်ကောမဟုတ်ဘူးနော်မြေကြီးနည်းနည်းခေါက်ရနေရမှာအဲ့မျိုးနေရမှာကြည့်ပြီးတော့ခြေလုံးနဲ့ကြည့်ကြည့်ပါနော်ပြီးတခုပြောပြမယ်ခုနကတော့ဘယ်ခြေထောက်နဲ့အဲ့ဒီတောက်ကောင်းနေတယ်ပေါ့နော်အခုဒီဘက်ခြေထောက်ညာခြေထောက်နဲ့နေမယ်ညာခြေထောက်နဲ့နေပြီးတော့ဘယ်ခြေထောက်လွဲတည်ကြည့်တယ်ဘယ်ခြေထောက်လွဲတည်ပြီးတော့အဲ့ဒါညာနဲ့ကြာမကြာဆန်ကြည့်တယ်ပေါ့နော်နော်ဘယ်ခြေထောက်ညာခြေထောက်နဲ့နေတယ်ညာခြေထောက်နဲ့နေပြီးတော့ဘယ်ခြေထောက်ဟိုလိုလွဲတည်မယ်လွဲတည်ပြီးတော့ဒီဘက်ညာခြေထောက်ပြေပြီးတော့ဆက်ထုတ်ပြီးတော့ခဏကိုလက်ချပလိုက်ပေါ့ဒီလိုပေါ့အဲ့လိုလုံးကြည့်မလားလုံးပြမယ်နော်ညာခြေထောက်နဲ့တောက်ကုန်းနေမယ်ပြီး
ဘယ်ခြေတော့လွှဲတင်မယ်ဘယ်ခြေတော့ဒီလိုလွှဲတင်မယ်ဒီညခြေတော့ဆက်ထုတ်ပြီးတော့ခန္ဓာကိုယ်ကိုလက်ချပလိုက်လုပ်ကြည့်မယ်နော်တကယ်ကြီးတကယ်လို့အမျိုးသိလက်မရဲဆိုတော့ဒီလိုလောက်ကြည့်လေရတယ်နော်ခဏကိုကစားပါဒီလိုအမျိုးလောက်ကစားပါလောတကယ်လို့ကိုလောတွေ့ပူလာပြီးရဲတဲ့ခါကျရင်တော့ပြစ်ထုတ်လဲထုတ်အမျိုးလေးကြီးပါနော်ငယ်ကျွန်တော်အမျိုးနည်းနည်းပါးလေးကြီးအမျိုးတောက်ကုန်းနေကျွန်တော်စားကြည့်တော့ဆိုတော့အမျိုးပုံစံပဲကျွန်တော်ကြည့်တယ်သူများတွေပါတယ်ကြည့်တဲ့ပုံစံလိုက်ကြည့်တယ်ပေါ့ကျွန်တော်ကြည့်မရဘူးကျွန်တော်ကြည့်ခန္ဓာကိုယ်နဲ့ပဲကြားတယ်လေခန္ဓာကိုယ်နာမခံနိုင်တော့လို့ဒီမျိုးဘာလဲအကူတယောက်စီရောနော်သူပြောတယ်အမျိုးတောက်ကုန်းပေါ်ကကြည့်သူပြောတယ်ကျွန်တော်လည်းကြည့်တော့နည်းနည်းဟောက်လာတော့အခုတော့ကန်နိုင်ပြီပေါ့နော်ကန်နိုင်ပေမဲ့လည်းမပိုင်သေးပါဘူးနည်းနည်းမပါပါပဲအမျိုးကြည့်ပေါ့ဒီခြေလုံးနဲ့လည်းလှုပ်စားကြည့်ပေါ့နော်ခြေလုံးကြည့်ပြီးတော့နည်းနည်းကိုပြည့်ပြီးတော့ကိုလှုပ်ကြည့်ပေါ့ဘယ်နဲ့ကြရဆိုတော့ကိုခြေလုံးကြိုက်ပြီးနည်းနည်းပြည့်ကြည့်ပေါ့ဒီလိုပြည့်ပြီးတော့နည်းနည်းပါဒီကောင်ကိုအပေါ်ဆွဲတိပြီးတော့ဒီကောင်ကိုလက်ချပါတော့ဘယ်တိပြီးတော့ညာနဲ့မကြဆက်ကြည့်ပေါ့နော်ဒီလိုအဲ့လိုလည်းလောက်ကြည့်ပါနော်တကယ်လို့ကိုဘယ်နဲ့ကြိုက်ပြီးတော့ဆိုတော့အဲ့မျိုးတကယ်လို့ကိုညာတီဗီဘယ်နဲ့ကြတယ်ဆိုတော့ကိုစကားပြောရမှာတော့ကိုဘယ်တီဗီတော့ညာနဲ့ကြတယ်ဆိုတော့နောက်ပြီးပါလေကိုလာလေးချေလို့ကျိုးနဲ့ချိတ်ပြီးတော့ကန်ကြည့်ပေါ့အရမရပါတော့ကျွန်တော်လည်းတက်လာပါလေပြီးချိတ်ချင်းနဲ့ချိတ်ရတဲ့ချေလို့လည်းကန်ပြမယ်နော်ပြီးဘယ်လိုတီပေါ့ဒီချိတ်ရတဲ့ချေလို့ကန်ကြည့်ပါနော်ကိုခုံနိုင်တဲ့လောက်ကိုမီနိုင်တဲ့လောက်ပေါ့နော်ဒီအမျိုးခုံကြည့်မယ်နော်ဒီခုံပြမယ်စကဲတော့ကမြင်ရဆိုတော့ဖြည်းဖြည်းပေါ့ဒီတော့ပြင်မယ်ဒီတော့အရင်ပြင်မယ်ဒီတော့ဆက်ထုတ်မယ်ဒီဟုတ်လို့လက်ချအဲ့လိုပါဆက်လို့ဒီတော့ဒီလေကျလို့အမျိုးကိုခုံနိုင်ပြီဆိုတော့အားကိုရိုက်ခဲ့တော့တင်မယ်တော့လေးကြိုက်မယ်လက်မယ်လို့အမျိုးရိုက်ပါများတော့လေအဲ့ဒါကြောင့်အစိတ်ခ
ခဏကိုအရှိန်နဲ့လက်အားနဲ့ပြစ်တယ်မှာအဲ့ဒါကြမှာဒါနဲ့ပြစ်ကြမယ်ငယ်ကြီးကဘယ်လိုကလဲတော့မသိဘူးတော့ငယ်ကြီးကဘယ်လိုဒီလိုပုံစံနဲ့ချက်ငယ်ကြီးကဒီလိုပုံစံနဲ့မသိဘူးတော့ချက်ကကြည့်အဲ့လိုလားမသိဘူးအဲ့လိုကြားလားမသိဘူးငယ်ကြီးကအဲ့လိုကြားလားမသိဘူးနော်ဒီဘူတွေ comment ရေးကြည့်ပေါ့နော်သိရအောင်လို့အဲ့လိုလားမသိဘူးအဲ့လိုလေငယ်ကြီးကအဲ့လိုလားကြားလားမသိလို့နော်ငယ်လည်းငယ်ကြီးဒီဗီဒီယိုတွေတွေ့လဲကြည့်ကြည့်ပေါ့နော် comment ရေးကြည့်ပေါ့ဒီကလို့ကိုအဲ့ဒါကဲနိုင်ပြီဆိုတော့နည်းနည်းမြင့်မယ်နော်နည်းနည်းထမြင့်โอเคလာဝနော်တကယ်ကျွန်တော်စစ်ပြေးပါစေ bye bye